အားလုံးမင်္ဂလာပါဒီနေ့ဖာဒမာတင်ပြောပြမယ့်အကြောင်းအရာကတော့အခုလာမယ့်တနင်္ဂနွေနေ့ဇန်နဝါရီလ25ရက်နေ့2026ခုနှစ်မှာဖတ်ဆိုရမယ်ဂျန်စာရီရဲ့အနက်အသစ်ပဲလေးကိုအနေငယ်စီပြောပြပေးတော့မှာဖြစ်ပါတယ်အခုလာမယ့်တနင်္ဂနွေနေ့ဟာဆိုကျွန်တော်ကတိတာနာတော်ရဲ့၃ချင်မြောက်တာမန်တနင်္ဂနွေနေ့ဖြစ်ပါတယ်အဲ့ထဲမှာကျွန်တော်ဦးဆုံးဖတ်ဆိုရမယ့်ပထမဂျန်စာကတော့ Prophet Hosea အခန်းကြီး8အခန်းငယ်9အနေဖြစ်ပါတယ်အဲ့ထဲမှာကျွန်တော်တို့တွေ့ရတာကဘုရားသခင်ကနေပြီနော်ဇဗလုန်တို့နော်နဖတာလီတို့အစတဲ့အမျိုးတွေပေါ့နော်ဒုခိတုခါပါ Prophet Hosea တို့ရဲ့ခေတ်ခါပါအစမှာတော့ဒီကောင်းကြီးမပေးတဲ့အနေထားဖြစ်တော့ညလည်းပဲနော်တစ်ဖက်မှာသူတို့ကိုကောင်းကြီးပြန်ပေးတာတဲ့အခါအတန်လေးတွေရဲ့ပြီးတော့အမောင်မိုက်မှာတွာလာနေတဲ့ပုဂ္ဂိုလ်မျိုးအတွက်မျောလင်းချင်းအလင်းရောင်ချီကိုရွတ်တွေးစေမယ်ဆိုတဲ့ကတိတွေကိုသူကပြောပြပေးတော့တာတွေကိုကျွန်တော်တွေ့ရပါတယ်အတိတ်ပဲကတော့ mix ဆိုတော့ဘာလဲဆိုရင်နော်တခင်ဇူးရဲ့ကြောလာချင်းကိုကြိုတင်ပြောပြချင်းဖြစ်ပါတယ်နော်ကျွန်တော်တို့ကတခင်ဇူးမလာခင်အထီကတော့ဣဇဲလူမျိုးတွေလည်းဖျားလူမျိုးတွေဖြစ်တုံရလည်းပဲသူတို့အပြစ်ဘဝနော်ဖျားနဲ့ပြင်ញံပြူတာလေးကိုနားမထောင်တဲ့ကြောင့်အပြစ်ကြုံဘဝအထက်မှာရောက်သွားကြတာလေးတွေရှိပါတယ်တိုးတုံညာလည်းပဲဖျားတခင်ကသူတို့ကိုပေးထားတဲ့ဂတိတခင်ဇူးလာမဲ့အရာတခင်ဇူးကကြောလာချင်းကအလင်းဖြစ်တဲ့တခင်ဇူးကသူတို့ကိုနော်အဲ့ဒီမောင်မိုက်မှာတောလာနေတဲ့လူတွေအလင်းကိုပေးလာမယ်ဆိုတဲ့အကြောင်းအဲကြောင့်သခင်ယေရှုကိုကျွန်တော်လောကရဲ့အလင်းဖြစ်တဲ့ဆိုတဲ့အကြောင်းခရစ်တော်လည်းပြောတာဖြစ်တဲ့အကြောင်းနော်ခရစ်တော်လာချင်းကြောင့်လူတွေကစာတန်ရဲ့ဘဝစာတန်ရဲ့ထောက်ဆက်ခြင်းဘဝကနေလောမြောက်သွားကြမယ်ဆိုတဲ့မျိုးလင်းချက်ကိုပေးခဲ့တာကိုကျွန်တော်တွေ့ရတယ်နော်အဲကြောင့်ခရစ်တော်ရဲ့လာချင်းကနေပြီးတော့ဒီဓမ္မဟောင်းမှာ Prophet Hosea ပြောတဲ့ကျမ်းချက်တွေကိုပြည့်စုံသွားစေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲကြောင့်ကျွန်တော်တို့ဆာလန်ချန်ကတော့အခန်းကြီး29ကိုဖတ်ဆိုပြီးတော့ဘုရားသခင်ဒီကျွန်တော်ရဲ့လင်းကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တော်မူ၏ကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တော်မူ၏ဆိုတဲ့အရာနော်အဲကြောင့်ဂျမ်ဟောင်းမိုက်ပေါ်မှာကျင်လည်နေရတဲ့ပုဂ္ဂိုလ်ရဲ့အတွက်နော်ဒီဘုရားသခင်ဟာနော်သခင်ယေရှုဟာအလင်းဖြစ်တယ်နော်ပြီးတော့ကယ်တင်ရှင်ဖြစ်တယ်ဆိုတော့တမန်မိတ်ဆွေပေါင်းကျွန်တော်အားလုံးသိတဲ့အတိုင်းပဲနော်အမောင်ကပါထဲမှာလမ်းတော်ချင်းအမောင်ကဘာထဲမှာကားမောင်းခြင်းဆိုင်ကယ်မောင်းခြင်းအမောင်ကဘာထဲမှာပစ္စည်းစားခြင်းအလင်းရောင်မလုံမလောက်နဲ့အိမ်ထဲမှာနေခြင်းဆိုတဲ့အရာကဘလောက်ဒီနေရထိုင်ရခက်တယ်လေနော်ညကန်လို့နော်ခလုတ်တိုင်းမီတော့မလို့အမျိုးကြောက်ရွံ့စစ်တွေနဲ့ရှင်သာရတဲ့ဘဝဖြစ်တယ်ဒါပေမဲ့အလင်းရောင်ဖြစ်တဲ့သခင်ယေရှုကိုရရှိတော်တဲ့ဘဝနဲ့ဆိုရင်ကျွန်တော်ဘဝမှာအလင်းနော်လောကအနေအလင်းတော့မီးအလင်းတော့ကိုယ်စိတ်မှာအလင်းရှိနေတယ်ဆိုရင်ကိုယ်ကိုပြနေတယ်တော်ရမယ်လမ်းစဉ်ကိုပြနေတဲ့အတွက်ကြောင့်ကိုကဆိုးရခလုံးနဲ့မထိပဲနဲ့လွန်လပ်စွာတော်လာခြင်းကားကိုမောင်းနေနိုင်ခြင်းတခုခုရှာတွေ့နိုင်ခြင်းဆိုတဲ့ဟာဒါလောကမှာတင်မှာကျွန်တော်ဒါလေးတွေတပေါ်ပေါက်ကြတာဖြစ်ပါတယ်ဆိုတော့ဒုတိယကျမ်းစာမှာရှင်ပေါလုကနေပြီးကိုရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေကိုရေးထားတဲ့စာကိုဖတ်ကြရမှာဖြစ်ပါတယ်ကိုရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး1အခန်းငယ်30ကနေ18အထိလောက်ကိုကျွန်တော်တို့ဖတ်ကြားကြရမှာဖြစ်ပါတယ်အဲ့ထဲမှာဘောလူကကိုရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေနော်တခင်ဆိုရဲ့အတင်းတို့ထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေကိုရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေကိုသူကအဆိုဆုံးမစကားပြောတာကိုကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုရင်ဒီကိုရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေမှာသူတို့မှာ division လို့ခေါ်တဲ့တင်းခွေချင်းတယောက်နဲ့တယောက်ကြားမှာတင်းခွေချင်းရှိတယ်။ဘာကြောင့်လဲတချို့တို့ကငါပီတာเนาะပေတရုရဲ့ပေတရုနဲ့ငါဆိုင်တယ်စသဖြင့်တချို့တို့တွေကငါအပိုလိုနဲ့ဆိုင်တယ်စသဖြင့်ပေါ့เนาะအဲကြောင့်ဒါဘာကြောင့်လဲဆိုရင်သူတို့နေရာမှာပေတရုရဲ့တရားဟောခြင်းကိုကြိုင်းနှစ်တဲ့လူတွေရှိမယ်အပိုလိုရဲ့တရားဟောခြင်းကိုကြိုင်းနှစ်တဲ့လူတွေရှိမယ်စသဖြင့်ပေါ့เนาะဒီဘောလိုရဲ့ဟောပြောခြင်းကိုကြိုင်းနှစ်တဲ့လူတွေရှိမယ်ပေါ့အခုခေတ်ကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပါပဲဟိုပါစတာဟိုလာကြိုက်တယ်ဒီပါစတာဟိုလာကြိုက်တယ်ဟိုပါစတာဒီပါစတာနော်ပါစတာတွေရဟိုပြောချင်းပုံမှာမို့ဒီပြလူတွေကိုရွေးချယ်ချင်းဟိုပါစတာလာလဲစိတ်လှုပ်ရှားတယ်ဒီပါစတာလဲတချို့စပါတိစံထပ်ခံတယ်နောက်တစ်ယောက်လာလဲထပ်ခံပြန်ပြီနော်အဲ့လိုမျိုးရှုပ်ထွေးပြီးတော့တင်းကွဲနေကြတယ်ရှုပ်ထွေးနေကြတဲ့ချိန်မှာဘောလုံးကပါပြောတယ်လေနော်တင်းတို့သတိထားပါဘယ်သူမှဗီဒီယိုဖြစ်ဘောလုံးဖြစ်အပိုလိုရဲ့နာမနဲ့ဘယ်သူမှဘပ်တိစံမခံဘူးဒီသူတို့ကဒီပေတရုဘောလူတို့အပိုလူတို့ကတင်းတို့ကဘယ်တော့မှအတေးမခံပေးဘူးတင်းတို့အားလုံးကခရစ်တော်ကဒါအတေးခံပေးတာဖြစ်တယ်ခရစ်တော်ပေါ်မှာပဲအာယုံစူးစိုက်ကြရမှာဖြစ်တယ်ဆိုပြီးတော့
သူတို့ကိုဆုံးမခဲ့တာကိုကျွန်တော်သိရတယ်ဒီနေရာမှာတခင်ယေရှုရဲ့တရင်ကောင်းကိုဟောကြားတာလဲခေါင်းဆောင်တဲ့အရေးမကြီးဘူးဆိုတာမဟုတ်ပဲနဲ့သူတို့ကဒီတပည့်တပန်းတွေခရိယန်တွေအနေနဲ့ဟိုဆရာကောင်းတယ်တီဆရာကောင်းတယ်တီဆရာကောင်းတယ်ဆိုတဲ့အရာပေါ်မှာအစွဲအလန့်ကြီးခြင်းကသူတို့ကိုဝေပြားစေတာဖြစ်တယ်အဲ့တော့ပဲကျွန်တော်တို့ခုခေတ်မှာလဲအဲ့ဒီဟိုဆရာကောင်းတယ်တီဆရာကောင်းတယ်ဒီဆရာကောင်းတယ်ဟိုဆရာကောင်းတယ်ဆိုတဲ့အရာကပဲကျွန်တော်တို့အတင်းတို့များစွာလဲဝေပြားသွားစေတာဖြစ်တယ်ဆိုတာလဲတတိယစေခြင်းနဲ့ဟိုဆရာဟိုဝါတာပေးတာကောင်းတယ်ဟိုဆရာပြောဟိုကောင်းတယ်ဆိုသူ့ရဲ့အတင်းတို့ထဲမှာတော်ပြီးအဲ့ဒါကိုမကြိုက်တော့ဘူးဆိုနောက်တစ်ဖွဲ့ကိုတော်ပြီးဆိုနော်ကိုယုံကြည်တာတော့ခရစ်တော်ဆိုပေမဲ့ခရစ်တော်ရဲ့အတင်းတို့ထဲမှာနေတဲ့အချိန်မှာလူတွေပေါ်မှာနော်ကိုရဲ့ကြိုက်တဲ့မှုကမူတည်လာတဲ့အချိန်မှာကိုယ်ပြချင်းဆိုတာဖြစ်လာတယ်အဲ့ဒါလေးတွေကိုသတိထားဖို့လိုအပ်တယ်ကျွန်တော်အေဝံဂေလိကျမ်းစာကတော့မှတဲ့အခန်းကြီးလေးအခန်းငယ်7ကနေ23ကိုကျွန်တော်ဖတ်ကြားရမှာဖြစ်ပါတယ်အဲ့ဒီထဲမှာပါလဲကျွန်တော်တွေ့ရတာပါလဲဆိုရင်တော့တခင်ယေရှုကနေပြီးတော့ယောဟန်နော်ဖန်ခါရတဲ့နောက်ပိုင်းမှာသူကဒီကာဗနာအုံမြို့အနီးနားမှာရှိပြီးတော့သူကကြွေးကြော်တယ်ပေါ့နော်ပြောဟိုးတယ်ပေါ့လေအဲ့ဒီမှာသူ prophet ဟေရှာယပြောတဲ့ကျမ်းစာပေါ့နော်ဇာဗလုန်တို့နပ်တာလီတို့နော်ဒီဂျော်ဒန်တခွန်ပွန်ဂျော်ဒန်นี่ရဲ့တဝိုက်တို့ပါတော့နော်ဂါလိလေယာတို့ဂျန်တိုင်းလူမျိုးတွေရဲ့နေတဝိုက်အဲ့ဒီထဲမှာရှိတဲ့လူတွေအဟောင်းကဘာထဲမှာစန္ဒဘာဘာလမ်းရှောင်နေတဲ့လူတွေရှိနေတဲ့လူတွေအလင်းရောင်ကိုမြင်တွေ့ရပြီဆိုပြီးတော့တမဟောင်းမှာဒီ prophet ဟေရှာယပြောခဲ့တာကဒီခရစ်တော်အဖြစ်ပြည့်စုံလာပြီဆိုတဲ့တရင်ကောင်းကိုပြောခဲ့တာဖြစ်ပါတယ်အဲ့ဒီခရစ်တော်ကပဲသူကအလင်းဖြစ်တဲ့အတွက်ကြောင့်သူကဘာအကြောင်းကိုစဟောတယ်လဲနောင်တရကြတော့ကောင်းကင်နိုင်ငံတော်ဒီနီးလာပြီစသဖြင့်သူတို့ကိုဖိတ်ခေါ်တာကိုကျွန်တော်တွေ့ရတယ်ဒါအလင်းရှင်ကနေပြီးတော့ခရစ်တော်ကနေပြီးတော့လာရောက်ပြီးသူ့ရဲ့အလင်းသူ့ရဲ့ဖြစ်တည်မှုကိုလာရောက်ဟောပြောခြင်းဖြစ်တယ်အဲ့တော့မှပဲတစ်ဆက်တည်းမှာတရားဟောရတဲ့ပင်လယ်နီးနားမှာတောင်းလာရင်လည်းငါဖန်တဲ့ပေတရုရဲ့သူညီအန်ဒရူရဲ့ပြီးတော့စပတေဥရဲ့တားများဖြစ်တဲ့ယောဟန်ရဲ့ယာကုပ်တို့ကိုလည်းသူ့ရဲ့တပန်းအဖြစ်နဲ့ခေါ်တယ်ငါနောက်လိုက်ကြပါလို့ခေါ်တဲ့ချိန်မှာသူတို့ကလည်းသူတို့ရဲ့ဖေကိုထားခဲ့ပြီးတော့သူ့နောက်ကိုလိုက်ခဲ့ကြတဲ့အကြောင်းကိုကျွန်တော်ကြားသိရတာဖြစ်ပါတယ်အဲကြောင့်တခင်ယေရှုကလည်းနော်ဂျူးလူမျိုးတွေရဲ့ synagogue အဲ့တုန်းကခရိယန်တရားဆိုတာမပေါ်သေးဘူးအဲကြောင့်ခရစ်တော်အသေးမခံသေးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ဂျူးလူမျိုးတွေကိုတကယ်စစ်မှန်တဲ့တရားကိုဟောပြောဖို့အတွက်ဂျူးလူမျိုးတွေရဲ့ synagogue ဒီဘုရားစကားတင်တန်လို့တဲ့နေရာလေးတွေမှာတောလာပြီးတော့ခရစ်တော်ကအဲ့ဒီမှာဘာတွေကိုတွန်းတင်တယ်လဲနိုင်ငံတော်ရဲ့တရင်ကောင်းပေါ့နော်ခရစ်တော်ရဲ့ကြွလာခြင်းတရင်ကောင်းရဲ့ပြီးတော့နေမကောင်းဖြားနာတော်သူများယောဂအမျိုးမျိုးခံစားသူများကိုလည်းကူတာခဲ့တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်အဲကြောင့်အတူချုပ်ပြီးတော့ကျွန်တော်တို့ mix တွေတော့ကျွန်တော်တို့ပြန်ပြီးမှစီစစ်မယ်ဆိုရင်နော်လူတိုင်းကကျွန်တော်တို့အားလုံးတမဟောင်းကလူတွေဖြစ်ပေါ့နော်ဒါခရစ်တော်ဆိုတဲ့အလင်းကိုမရခင်မှာကျွန်တော်တို့အဖောင်းကပါထဲမှာစာတန်ရဲ့အုပ်စိုးမှုအောက်မှာစံတဘာဝရှောက်လှမ်းနေကြရတဲ့လူတွေကြီးဖြစ်တယ်ကျွန်တော်တို့ပေါ်ပေါ်ရလည်းပဲအဲ့လိုပဲစာတနာဆိုးရဲ့နတ်ပါတာကိုယ်ချင်းအဖြစ်ကျင်လဲခဲ့ကြပါတယ်ဒါပေမဲ့ခရစ်ယာန်တွေကခရစ်တော်ရဲ့တရင်ကောင်းဒီသာသနာပြုရရှိရနဲ့ရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကလည်းပါလေခရစ်တော်ရဲ့အလင်းကိုရရှိကြတယ်ခရစ်တော်ကိုယုံကြည်ပြီးတော့ကယ်တင်ခြင်းရတဲ့လူတွေဖြစ်လာကြတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဘဝမှာပြန်ပြီးမှရှင်းချင်းကြဖို့ဖြစ်တယ်ကျွန်တော်တို့ကိုနှုတ်တော်ထွက်စကားကိုတင်ပေးတဲ့ပြောပြလာတဲ့လူတွေကိုလည်းတတိယအောင်မေဖို့ကျေးဇူးတင်စေရတယ်ဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ဘဝဆိုတာဒီအလင်းရောခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ဘုရားကြီးတားတော်မလာဘူးဆိုရင်ကျွန်တော်တို့ဘဝမတွေ့ဝတ်စေအဲကြောင့်ကျွန်တော်ဘဝမှာဘလို့ဘဝခက်ခဲမျိုးပဲကြုံတွေ့နေပါစေကျွန်တော်ခရစ်တော်ဆိုတဲ့အလင်းနဲ့ကျွန်တော်တို့ကပြန်ပြီးတော့ကိုယ့်ဘဝကိုချိတ်ဆက်ဖို့အမြဲလိုအပ်မယ့်အကြောင်းလေးကိုပြောပြရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုညီကုန်းချုပ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအမြဲဆောင်ကြည့်ပေးတဲ့ပုဂ္ဂိုလ်များကိုလည်းအထူးကျေးဇူးတင်ပါတယ်ဘာမှကြည့်ဘူးဆိုရင်ကျွန်တော်ကို follow like နော် subscribe လေးလုပ်ပေးပြီးတော့ကျွန်တော်လည်း select အားပေးတော့ကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံး God bless you ပါ